ဒီနေ့ခေတ်မှာမေတ္တာကိုတော့အလိုရှိကြတာဖြစ်တယ်လူတွေဟာတူနဲ့တူမေတ္တာပို့တာကြိုက်တယ်သူ့ကိုမေတ္တာပို့ပေးပါနေမကောင်းရင်လည်းပဲမေတ္တာပို့ပေးပါအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းအောင်မြင်ဖို့ရမေတ္တာပို့ပေးပါမေတ္တာခံယူခြင်းကြတယ်သို့တော့ကိုယ့်ရင်ထဲမှာရှိနေတဲ့အမုန်းကိုတော့ဖယ်ရှားဖို့ပေးနေချပြန်တယ်ပေါ့စဉ်းစားကြည့်မယ်ဆိုရင်နော်ရှင်တွေကအမုန်းတရားဖယ်ရှားရမှာကအဓိကဖြစ်တယ်ပေါ့ကိုယ့်ရင်ထဲမှာအမုန်းတရားရှိနေသမျှကလပ်ပလုံးဘသူကဘလောက်ပဲမေတ္တာပို့ရှင်တွေကအမုန်းတရားဟာကုဆက်လောင်ကျွမ်းနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့ယင်ထဲမှာရှိတဲ့အမုန်းတရားအညှို့အတေးအာဃာတ